သခင်ရဲ့အချိန်တိုင်းကတကယ်ပဲချီးမွမ်းမှုကောင်းပါတယ်ကျွန်တော်ဘုရားသခင်ကောင်းမြတ်ခြင်းအကြောင်းအရာတွေကိုမအံ့ဩတော့ဘူးဘာဖြစ်လို့ဆိုတော့အံ့ဩတယ်ဆိုလို့ရှိရင်ဒါမကြုံဘူးလို့ပေါ့နော်ကျွန်တော်အသက်တာမှာဘုရားသခင်ပြုမှုတွေကအရန်ကြီးမားတယ်အရန်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ခါမှာကျွန်တော်ဘုရားသခင်ကောင်းမြတ်ခြင်းတွေမအံ့ဩတော့ဘဲနဲ့ကျွန်တော်စိတ်ပဲလှုပ်ရှားတယ်ဒီဘယ်အချိန်တိုင်းဘာဖြစ်မလဲဘုရားသခင်ကျွန်တော်ဘာများလုပ်ပေးမလဲဘယ်လိုများစကားပြောမလဲဆိုတဲ့အရာကိုပဲကျွန်တော်အရန်စိတ်လှုပ်ရှားပါတယ်ဒီနေရာကိုဘုရားသခင်ဒုတိယအကျင့်ပို့ဆောင်တဲ့ကြောင့်လည်းကျေးဇူးတော်ချီးမွမ်းတယ်ပထမတစ်ခါတော့ကျွန်တော်ဒီ church ကိုမရောက်ခဲ့ဘူးကျွန်တော်အရန်လာခြင်းတယ်ဒါပေမဲ့ဘုရားသခင်ရဲ့အချိန်မဟုတ်သေးဘူးအခုဘုရားသခင်ရဲ့အချိန်ကြောက်ရတဲ့အခါမှာကျွန်တော်ဒီနေရာမှာရက်ပြီးတော့ဘုရားသခင်ကောင်းမြတ်ခြင်းကိုချီးမွမ်းသက်တည်ခံခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တောက်ကြဂျာသာပရိညာဒီမှာတစ်ခါလာပြီးတော့ချီးမွမ်းတဲ့သက်တည်ခံတဲ့အခါမှာကိုန်တော့ကျွန်တော်ဘာပြောလဲဆိုသူကငယ်တော့သူကလူထူးလူဆန်းပေါ့နော်လူထူးလူဆန်းတရားပေါ့နော်ဘာလို့ဆိုကျွန်တော်ငယ်တော့အကြောင်းကိုပြောလို့ရှိရင်အရန်အောင်ကြမယ်ဘာလို့ဆိုအခုကျွန်တော်ဒီမှာရက်နေတာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းပြောနေတယ်ကျွန်တော်ငယ်တော့ကျွန်တော်အသက်9နှစ်မှာကျွန်တော်ချဲကနန်းပေးဘူးပါတယ်ကျွန်တော်ချဲကနန်းပေးတဲ့ခါမှာလူတွေအများကြီးလာတယ်ကျွန်တော်ဘလူးကနေစပေးသွားလဲဆိုတော့ငယ်တော့ကျွန်တော်ကကနန်းတွေကိုဘယ်လိုမြင်လဲမသိဘူးဇောက်ထိုးလို့မိုးမြော်အဲ့လိုမျိုး A ဆိုလဲတစ်မျိုးမြင်တယ် B ဆိုလဲတစ်မျိုးမြင်မျက်လုံးမိတ်လိုက်လို့ရှိရင်ကနန်းတွေကပေါ်လာတယ်အများကြီးပဲအဲ့အခါမှာကျွန်တော်မျက်လုံးမိတ်လိုက်တဲ့အခါမှာပေါ်လာတဲ့ကနန်းသုံးလုံးကိုကျွန်တော်ချရေးတယ်ပြီးလို့ရှိရင်လက်နဲ့ဖြတ်တယ်ဖြတ်တဲ့အခါမှာကနန်းအဝါပေါ့နော်ကနန်းဖြစ်လာတယ်631ဆို631အဲ့လိုမျိုးဆိုကျွန်တော်အခုတည်းကမှတ်မိတယ်ကျွန်တော်ပထမအဦးဆုံးပေးတဲ့ကနန်း631အဲ့ခါမှာကျွန်တော်ပေးတော့ဘယ်သူမှမသိသေးဘူးနော်အဲ့ခါမှာအဖေတို့ဘာတော့ကနန်းအဲ့မှာခိစားနေအချိန်ဆိုတော့သူကကနန်းကိုထိုးလိုက်တယ်ထိုးလိုက်တဲ့ခါမှာပထမတစ်ခါနဲ့သူကပေါက်သွားတဲ့ခါမှာနာမည်ကြီးသွားတယ်နာမည်ကြီးတဲ့အခါမှာလူတွေအများကြီးရောက်လာကျွန်တော်အိမ်နောက်မှာဆိုလို့ရှိရင်ချောင်းတစ်ခုရှိတယ်အဲ့မှာဆိုသင်္ဘောတွေအပြည့်ပဲကားတွေနဲ့ကားတွေကတော့မရောက်ဘူးပေါ့နော်ဟိုအဝေးကနေသူတို့ဆိုင်ကယ်နဲ့လာတယ်လေနဲ့လာတယ်ချိန်နဲ့လာပေးတယ်ကျွန်တော်ဘိုးတော်လို့ခေါ်ကြချိန်နဲ့ပေးတာလည်းမှန်တယ်တစ်ခါပေးလည်းမှန်တယ်ဒုတိယတစ်ခါလည်းမှန်တယ်ပေါ့နော်အဲ့ဒီခါမှာအကုန်လုံးပေါက်ကြတယ်တချို့ဆိုလို့ရှိရင်သတိတောင်ဖြစ်သွားတယ်အဲ့လိုမျိုးသတိဖြစ်တော့ကျွန်တော်ငယ်တော့ဆိုခက်ကြော့ပဲဆရာကြီးတိုင်ပဲအိမ်မှာနေတော့လာမင်းလို့ရှိရင်တစ်ခါလေးကျွန်တော်အရင်လူများလာဆိုတော့ကျွန်တော်အရင်ကောင်းမှုတွေဆိုဟာဟဲ့ကလေးကောင်းမှုတွေခဏနေကြဟိုညနေမှလာအဲ့လိုမျိုးပါနော်အဲ့လောက်တော့တားယူရတယ်ကျွန်တော်မသိတဲ့သူမရှိဘူးကျွန်တော်ပတ်ဝန်းကျင်အဲ့မြို့ထဲမှာဆိုရင်ကျွန်တော်မသိတဲ့သူမရှိဘူးနောက်ဆုံးကျွန်တော်ပေးတဲ့ကဏ္ဍကိုကျွန်တော်ခုလက်တည်းမှတ်မိတယ်လူတွေကိုအရင်ဒုက္ခပေးတဲ့ကဏ္ဍပေါ့နော်9နှစ်4အဲ့ဒီလိုကဏ္ဍပေးတဲ့ခါမှာအဲ့ဒီကဏ္ဍပေးတဲ့ခါမှာအကုန်လုံးကအပိုင်ပဲတွေ့ထားကြတယ်ဒီတစ်ခါတော့ပေါက်ပြီပေါ့နော်ဒီတစ်ခါတော့ပေါက်ပြီဆိုပြီးတော့အကုန်လုံးအပိုင်တွေ့ထားကြတာအော်ပလိုက်တာတချို့ဆိုလို့ရှိရင်ဒိုင်းတော့အပြက်ပဲအဲ့ဒီကနန်းသာထွက်လို့ရှိရင်ဒိုင်းတွေတော်တော်ငိုပါဘာဖြစ်လို့ဆိုတော့မလျော်နိုင်တော့ဘူးအဲ့အချိန်မှာကျွန်တော်ရွာမှာဦးလေးတယောက်ရှိတယ်အခုတော့ဆုံးသွားပြီသူကကျွန်တော်အသင်းတော်မှာခွာရလီတယ်သူရှိသမျှဟာအကုန်ရောင်းပြီးတော့သူဒီမြောင်းမြမြို့မှာဟိုသူမရှိတော့ဘူးအကုန်လုံးကပိတ်ကုန်ပြီအဲ့ကနန်းပိတ်ကုန်ဆိုသူဟိုမြစ်ကြီးနားထိတက်ပြီးတော့သွားထိုးတယ်မြစ်ကြီးနားတိတက်ပြီးထိုးတဲ့အခါမှာသူအပိုင်ပဲတွက်ထားတယ်အကုန်လုံးအေးစစ်စစ်ပဲကနန်းထွက်လာတဲ့အချိန်ကနန်းထွက်လာ9နှစ်လေးမဟုတ်အခြားကနန်းပြည့်တဲ့အခါဟာသူအရင်စိတ်ပြက်သွားတယ်ဘာဖြစ်လို့ဆိုတော့ဘာမှမရှိတော့အဲ့ဒီကနန်းမှာလူတွေတော်တော်များများကိုအကုန်လုံးတကယ်ပဲဟိုဒုက္ခရောက်ပြီးဆင်းရဲသွားတယ်အဲ့ခါမှာ तू ကပြန်လာတာလမ်းစီမရှိတော့ဘူးအဲ့ဒါမြစ်ကြီးနားမှာအလုပ်လုပ်ပြီးတော့လမ်းစီရှာတာဘယ်အထိပဲရောက်ကြမန္တလေးအထိပဲရောက်တယ်မန္တလေးရောက်တဲ့အခါမှာတခါပယံအလုပ်ပေါ့နော်သဲတွေပါထမ်းပြီးတော့အလုပ်လုပ်တဲ့အခါမှာပတ်စံနည်းနည်းလေးရတဲ့အခါမှာ तू မြောင်းပြန်လာတယ်မြောင်းအထိပဲရောက်တယ်ရွာတော့ तू ချီပဲရှောက်လာတယ် तू ပတ်စံဘာမှမရှိတော့ဘူး तू စားဖို့အတွက် तू ပတ်စံ20လေးပဲထားတယ်သူအရင်ဘိုက်ဆန်နေချင်းမှာမဆယ်ရလဲအဲ့ဒီတော့မလောက်နဲ့တူတယ်ဟိုအဲ့သူပြန်လာခါမှာရွာဟိုခြေချင်းနဲ့ပြန်လာခါမှာလေကွင်းနဲ့ရောက်တဲ့ခါမှာအဲ့မုတ်ဖက်တုတ်ရောင်းနေသူတွေ့တယ်မုတ်ဖက်တုတ်လိုက်အောင်မုတ်ဖက်တုတ်ဆိုတော့သူအရင်ဘိုက်ဆန်နေပြီဟိုမြစ်ကြီးနားနေပြီမန္တလေးရတယ်မြောင်းနေဒီကိုပြန်လာတဲ့ခါမှာသူခြေချင်းနဲ့ရှောက်ပြီးပြန်လာခါမှာဘိုက်အရင်ဆန်တနေကုန်နဲ့ထမင်းမစားဘူးသူအရင်ဘိုက်ဆန်ပြီးတော့သူအားရဝမ်းသာနဲ့အဲ့မုတ်ဖက်တုတ်ကိုလမ်းခေါ်တယ်သူလေပဲပါတော့တယ်ဗါတယ်ဆိုဟေးမို့ထဲဖို့မို့ဖက်တော့လို့အောင်မဟာမဟုတ်တော့ဟေးမို့ထဲဖို့မို့ဖက်တော့တဲ့သူအရန်သနာသွားပြီးတော့သူကျွေးလိုက်တာသူပြန်ရောက်လာသူဒုက္ခရတော်တော်ရောက်ခဲ့တာပေါ့နော်ကျွန်တော်ဘုရားသခင်က
အဲ့အချိန်ကဘာပြောချင်လဲဆိုတာတော့နားမလည်ဘူးဒါပေမဲ့ကျွန်တော်ဒီအသက်အရွယ်ရောက်လာတဲ့ခါမှာဖျားသခင်ကဘာဖော်ပြလဲဆိုတော့လောကရဲ့အရာဘယ်တော့မှမတည်မြဲဘူးနောက်ဆုံးတော့ပျက်စီးခြင်းကိုကျွန်တော်တို့ပို့ဆောင်တယ်လောကရဲ့အရာဘယ်တော့မှဘာမှမတည်မြဲဘူးတည်မြဲခြင်းအကြောင်းတရားဘုရားသခင်ပဲဖြစ်တယ်ဘုရားသခင်ချစ်ချင်းမြတ်တာပဲဖြစ်တယ်အဲ့ဘုရားသခင်ရဲ့အရေးအသေးကိုကျွန်တော်တို့ခိုးလုံလာမယ်ဆိုလို့ရှိရင်ဒီလောကရဲ့အရာတွေအားလုံးကျွန်တော်တို့ပိုင်တာနဲ့အတူတူပါဘယ်လိုဆိုတော့ကျွန်တော်တို့ကြီးမြတ်တဲ့ဘုရားလောကကိုပိုင်တဲ့ဘုရားဖြစ်တယ်လောကကိုအောင်မြင်တဲ့ဘုရားဖြစ်တယ်အဲ့ဒီအရေးကိုခိုးလုံလာမယ်ဆိုလို့ရှိရင်ဒီလောကအရာတွေကိုကျွန်တော်တို့အောင်မြင်တာနဲ့အတူတူပါပဲအဲ့ဒီအရာကိုဘုရားသခင်နားလည်ပေးနားလည်တယ်ပေါ့နော်နောက်ကျွန်တော်ကြီးပြင်းလာတဲ့အခါမှာကျွန်တော်ငငယ်တော့ကျွန်တော်အဖေအရင်မတောက်ဘူးကျွန်တော်နည်းနည်းကြီးလာတဲ့အခါမှာကျွန်တော်အဖေအရင်အရက်တောက်တယ်အရက်တောက်တဲ့အခါမှာသူများလို့မဟုတ်သူအမနဲ့မိုးလေး၄နာရီဆိုတာနဲ့ပျောက်သွားညနေ၄နာရီဆိုတာနဲ့သူအတန်ဟိုးရွာအနောက်ကနေကြားရတယ်တရွာလုံးပဲ့ရမ်းလာတယ်သူပြန်လာတဲ့တရွာလုံးသူ့ကြောက်ရတယ်သူပြန်လာတဲ့အချိန်ဆိုတာနဲ့ခွေးတွေရောခလေးတွေရောလူကြီးတွေရောလမ်းမှာတခုမှမရှိတော့ဘူးသူပြန်လာတဲ့လမ်းတော့ရှောက်မှာဘယ်သူမှမရှိဘူးတရွာလုံးတအိမ်ပြီးတအိမ်တွေအကုန်လုံးဆဲလာတယ်အကုန်လုံးအဲ့လိုမျိုးအကုန်လုံးသွားရမ်းလာတဲ့ခါမှာအိမ်ပြန်ရောက်တဲ့ခါမှာအိပ်ရပေါ်တဲ့တဲ့အချိန်ဒီသူ့ရဲ့ပါဇက်ကမပြီးသေးဘူးပြောရင်းနဲ့သူအိပ်ပျော်သွားရောနော်ကျွန်တော်တို့တကယ်ပဲမျက်နှာမဖော်ရဲအောင်ဖြစ်ခဲ့တယ်ငငယ်တော့ဘာလို့လဲဆိုတော့အမေကရွာမှာကျောင်းဆရာမလူတွေအားလုံးကသူ့အရန်ချစ်တယ်သူ့ရဲ့ကျောင်းသားတွေဆိုလို့ရှိရင်အခုဆိုရင်ဆရာဝန်တွေဖြစ်တဲ့ engineer တွေအောင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဖေကအဲ့လိုဖြစ်တယ်မူယူပြီးတော့လမ်းမှာအဲ့လိုလဲနေတဲ့အခါမှာအရန်ရှက်တယ်ပေါ့နော်ငငယ်တော့ဒါပေမဲ့ငငယ်တော့ကျွန်တော်ဖျားသခင်အရန်ကောင်းမြတ်တာကျွန်တော်ရှက်ရကောင်းမှမသိဘူးဘာဖြစ်လို့ဆိုတော့ဖျားသခင်အရန်ကောင်းမြတ်တယ်ကျွန်တော်အဖေကကျွန်တော်တို့လေပဲလှုပ်စေချင်တယ်ကျွန်တော်အမေကတော့သူကသားသမီးတွေအကုန်လုံးပညာတတ်ဖြစ်စေချင်တဲ့အခါမှာအကြောင်းကိုပို့တယ်မြို့ကိုပို့တယ်မြောင်းမြတွေဆိုကျွန်တော်အကူကကျွန်တော်အကူတွေဆိုကျွန်တော်ကြီးစုနဲ့ချဲကနေပေးလို့ပေါက်တဲ့သူများလာပေးတဲ့ဟာနဲ့မြို့မှာအေးစစ်စစ်အကြောင်းတက်နေပါကျွန်တော်တယောက်ပဲရွာမှာကြံခဲ့တယ်ကျွန်တော်အဖေကမချင်တတ်ဘူးသူ့သားသမီးတွေကိုအကုန်လုံးမြို့ပို့တော့အကြောင်းထားတာသူနဲ့အတူတူလေပဲလောက်ရမယ်ပေါ့နော်အဲ့ခါမှာမချင်တဲ့အခါမှာသူ့ရဲ့ဒေါသတွေအကုန်လုံးကကျွန်တော်အပေါ်ပဲရောက်လာတယ်ကျွန်တော်အမေလည်းသူမလုပ်ရဲကျွန်တော်အမေလည်းသူကြောက်တယ်အရေးတော့တော့နော်အဲ့ခါမှာကျွန်တော်ငငယ်တော့ကျွန်တော်ရတဲ့အဖြစ်ပြက်လေးကိုကျွန်တော်အဖေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်တယ်ကရင်လူမျိုးတွေကတဲ့အစားအသောက်နဲ့ပတ်သက်လို့ရှိရင်အသေးတောင်ခံတယ်လို့ပြောပါတော့ဟုတ်တယ်ကျွန်တော်အဖေကဖားသားအရန်ကြိုက်တယ်ကျွန်တော်ငငယ်ကျွန်တော်အဲ့လိုမျိုးဖြစ်တဲ့အချိန်တိုင်းမှာကျွန်တော်အမေကအမြဲတမ်းမြို့ရောက်နေတဲ့အချိန်ဖြစ်နေတယ်ကျွန်တော်အဖေကအဲ့ညမှာဖားလိုက်ရိုက်မယ်တဲ့သူနဲ့လိုက်ခဲ့ပါဆိုပြီးတော့ကျွန်တော်ပလိုင်းတစ်လုံးနဲ့သူကဓမီနဲ့ဒုံနဲ့ပေါ့နော်ကျွန်တော်အဲ့ဒီတော့ကလေးပဲရှိသေးတယ်ပေါ့နော်တန်းလားတန်းလောက်ပဲရှိအောင်မယ်ဆိုတော့ကလေးကဘာမှနားမလည်တော့သူဖားလိုက်ရိုက်တဲ့အခါမှာသူ့ရဲ့ခြေလက်ပဲဥတီတယ်ဆိုတော့ဟိုတင်ချမ်းကုန်းပဲဥတီသွားတယ်တင်ချမ်းကုန်းလေးရောက်လဲရောက်ကျွန်တော်6ချင်တာလားဘာလားတော့မသိဘူးသူဒုတ်ကိုချိုးလိုက်တယ်ဒုတ်ကိုချိုးလိုက်ပြီးတော့ဒုတ်ကျိုးသွားပြီတဲ့ဒုတ်သွားရှာလဲဦးမယ်တော့ခဏဒီမှာစောင့်နေဆိုကျွန်တော်တင်ချမ်းကုန်းအလင်ကောင်တယောက်တည်းထားခဲ့တယ်တယောက်တည်းထားခဲ့ပြီးတော့သူကဓာတ်မီးတွေပါတယ်အကုန်လုံးယူသွားပြီးတော့ဟိုတင်ချမ်းကုန်းရဲ့တစ်ဖက်ကျမ်းမှာချောင်းရှိအဲ့ဒီချောင်းကိုသူကကူးပြီးတော့ဟိုးပဲကမ်းမှာသူတငယ်ချင်းအိမ်မှာသွားပြီးတော့အရက်တောက်ပြီးတော့စကားထိုင်ပြောတာတနာရီနှစ်နာရီလောက်ကြာတယ်ကျွန်တော်တင်ချမ်းကုန်းမှာတယောက်တည်းထားခဲ့တာအဲ့ဒီမှာကျွန်တော်အရန်ကြောက်တယ်ကျွန်တော်အရန်ကြောက်ဘာလို့လဲဆိုတော့တင်ချမ်းကုန်းထဲမှာတယောက်တည်းဒီခလီတယောက်ကိုအဲ့လိုမျိုးထားခဲ့မယ်ဆိုတာတကယ်ပဲအဲ့မှာတကယ်ပဲလက်ပြန်လွှင့်ပြီးတော့တည်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဖျားသခင်အရန်ကောင်းမြတ်တယ်ကျွန်တော်ခွန်အားပေးတယ်အဲ့ချိန်မှာကျွန်တော်တင်ချမ်းကုန်းမှာတယောက်တည်းမတည့်ရက်ပြီးတော့အဖေပြန်လာမလားမပြန်မလားမသိကြဘူးသူကအရက်ကလည်းမူးနေတဲ့အခါပြန်လာရင်ကောင်းမှာပဲပေါ့နော်ကျွန်တော်အဲ့မှာမတည့်ရက်စောက်ပြီးတော့တနားရီလည်းပြန်ကျွန်တော်ပြန်ရင်ပဲကောင်းမလားကျွန်တော်တယောက်တည်းပြန်ဖို့ကလည်းမပြန်တဲ့ဘူးဓာတ်မီလည်းမရှိဘူးမောင်းနေဟိုသူ့ကိုသွားရှာဖို့ကလည်းဘယ်မှာရှာမှလည်းမသိဘူးပေါ့နော်အဲ့ခါမှာကျွန်တော်စုပဲတောင်းတယ်ဖျားခင်ကျွန်တော်အဖေကိုပြန်ပို့ပေးပါဘောနော်ကျွန်တော်စီပြန်လာဖို့အတွက်ကျွန်တော်ဆူတောင်းတဲ့ခါမှာခဏနေရကြအောင်သူကရိုးပြန်မလာဘူးအပင်တွေကိုလှုပ်တော့ခြောက်လာတယ်အဲ့လိုမျိုးဆိုဂဲလုံးတွေပြည့်ကျွန်တော်ခြောက်လာတော့ကျွန်တော်ဒါပေမဲ့ကျွန်တော်သိလိုက်တယ်ဒီဟာမျိုးလှုပ်တာဘယ်သူမှမဟုတ်ကျွန်တော်ဖေတရားပဲရှိတာကျွန်တော်သိတယ်အဲ့ကောင်ကျွန်တော်မကြောက်တော့ဘူးသူဘယ်လိုပဲခြောက်ကျွန်တော်မကြောက်တော့ဘူးသူပြန်လာတယ်ပေါ့နော်ကျွန်တော်စီပြန်လာတဲ့ခါမှာကျွန်တော်အရင်ဝမ်းသာတယ်အဲ့ချိန်မှာကျွန်တော်ဘာနားလဲဆိုတော့အမှန်တော့တရေတို့တစီတို့မကောင်းတဲ့အရာတွေကကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဖျားခင်ကအသွေးတော်တကူနဲ့ကျွန်တော်တို့လွှမ်းခြုံထားတဲ့ခါမှာဘယ်အရာမှကျွန်တော်တို့လာပြီးတော့လှုပ်လို့မရအောင်ကျွန်တော်တို့ကအမြဲတမ်းအောင်မြင်တဲ့ဟိုပြီးခဲ့တဲ့ရကာဆရာပြောသွားတဲ့စကားကိုကျွန်တော်အရင်ခွန်အားရတယ်ကျွန်တော်တို့ကအောင်မြင်ခြင်းတွေကနေ
ဟိုတိုက်ခတ်နေတဲ့သူတွေဖြစ်တယ်ပေါ့နော်ရှုံးတဲ့သူရှုံးတဲ့ဘက်ကနေတိုက်ခတ်တာမဟုတ်ပါဘူးတဲ့အဲ့ဆိုဘုရားသခင်ကျွန်တော်နားလဲစေရာကသူ့ရဲ့အသွေးတော်တကူနဲ့ကျွန်တော်ကိုလွမ်းခြုံထားတယ်ဆိုတာပေါ့နော်အရင်ဘုရားခင်ကြီးစိုးချူးမှန်းပါတယ်နောက်ထပ်အဖြစ်ပြက်လေးတစ်ခုလည်းကျွန်တော်ပြောပြချင်သေးတယ်အဲ့အရာပါလဲဆိုတော့ခုနအဖြစ်ပြက်နေတော့မတူဘူးဒါမဲ့ကျွန်တော်ရွာမှာဖះเจ้าမှာသူတို့အသင်းတော်ကနေပြီးတော့လှုပ်တဲ့ဒီအသင်းတော်ကနေပြီးတော့ဝယ်တဲ့ပစ္စည်းတွေရောက်လာတဲ့အခါမှာကျွန်တော်ကငယ်ကလေးကဒါဖះခင်ပေးထားတဲ့ gift ဆိုတော့တီးလုံးမြင်လို့ရှိရင်မနေနိုင်ဘူးသွားပြီးတော့ဆက်ဆန်းတာတချင်းတပုတ်ဝိတပုတ်ဆိုတာကျွန်တော်ဖေကအဲ့စက္ကန်တဲ့သူနဲ့လုံးဝမတည့်ဘူးလုံးဝမတည့်တဲ့ခါကျတော့ကျွန်တော်သွားတာလုံးဝမကြိုက်ဘူးကျွန်တော်ကမသိဘူးအဲ့မှာသွားပြီးတော့တချင်းတွေတပုတ်ဝိတပုတ်ဆက်ဆန်းလောက်တာကျွန်တော်အမကိုလာခေါ်ခိုင်းတယ်အဲ့မှာအမေမရှိဘူးလာခေါ်ခိုင်းတဲ့အခါမှာကျွန်တော်ပြန်မလာဘူးတချင်းဆက်ဆိုတယ်ပြန်မလာတဲ့အခါနောက်ဆုံးသူချင်းဆွဲပြီးတော့သူကတော့ဘာဖြစ်မလဲဆိုတာကြိုသိတဲ့အခါမှာကျွန်တော်အတင်းဆွဲလာတဲ့လက်ကိုအတင်းဆွဲပြီးတော့ရောက်တဲ့အခါမှာကျွန်တော်အဖေကကျွန်တော်စပင်ဒီလိုဆွဲပြီးတော့သူကဘာမှမသိတော့ဘူးသူမူးတာတော်တော်ကြီးကိုမူးတယ်ကျွန်တော်ရဲ့လေဘင်းကိုဓာတ်နဲ့ဒီဓမ္မကြီးနဲ့ကျွန်တော်ထိထားတာကျွန်တော်လုံးဝအသက်ရှူလို့မရတော့ဘူးသူကမူးနေတဲ့အခါကျတော့သူဘယ်အတိုင်းအတာလောက်ထိသူလီလေကိုဒီစင်းထားလဲဆိုတာသူမသိဘူးဒီတအားဖိထားရပါတော့တအားဖိတဲ့အခါကျွန်တော်အသက်ရှူလို့မရဘူးကျွန်တော်နေနောက်တစ်ခါသွားတော့မှမျက်လုံးကတော့မဖွင့်တော့ဘူးသူပါဇက်ကတော့နောက်တစ်ခါသွားမလားနောက်တစ်ခါသွားမလားဒီကအခုတက်လိုက်တော့မယ်ဆိုတော့တရွာလုံးကလာဝိုင်းကြည့်တယ်ကျွန်တော်တရွာလုံးလာဝိုင်းကြည့်တဲ့အခါကျွန်တော်မျက်လုံးဒီလိုပဲမိတ်ထားတယ်မျက်လုံးမိတ်ထားတယ်ကျွန်တော်ဘာမှဟိုမပြောတော့ဒါပေမဲ့အဲ့ဒီအချိန်မှာဘုရားသခင်အရန်ကောင်းမြတ်တယ်ဒီလိုကလေးတယောက်ကဒီငငယ်တွေကဒီလိုမျိုးခံစားမှုတွေခံစားကြီးလာတဲ့အခါမှာတကယ်ဆိုင်ကိုဝင်ပြီးတော့ဟိုတခုခုဖြစ်သွားနိုင်တယ်ပေါ့နော်အဖေကိုလူတွေကိုလောကကြီးကိုပုံကန်တဲ့သူတယောက်ဖြစ်သွားနိုင်တယ်ဒါပေမဲ့ဘုရားသခင်အရန်ကောင်းမြတ်တယ်ကျွန်တော်ရဲ့အမေကိုလည်းကျွန်တော်အရင်ကျေးဇူးတင်တယ်ကျွန်တော်ငငယ်တွေကကျွန်တော်ဆန်နက်စကူးပို့ပေးတာပေါ့နော်ဆန်နက်စကူးပို့ပေးတဲ့ခါမှာဆန်နက်စကူးမှာတင်တဲ့နှုတ်ကပတ်တော်တွေကကျွန်တော်ခေါင်းထဲဝင်လာတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်အရင်ဝမ်းသာတာတစ်ခုကကျွန်တော်အရင်ဖြစ်စီချင်းဖျားသခင်ကျွန်တော်ဘာနားလဲစေချင်နေဆိုတော့တို့ရဲ့သားသမီးတွေကိုငငယ်ကလေးကဖျားသခင်နဲ့မိတ်ဆက်ပြီးပေါ့နော်ကျန်တဲ့အရာတွေနဲ့မိတ်ဆက်ပေးတာထက်ဖျားသခင်နဲ့မိတ်ဆက်ပေးထားတယ်ဆိုလို့ရှိရင်ဘလို့ပဲလောကအရာတွေကိုတွေ့ကြုံအောင်အဲ့ဒီအချိန်မှာရေဆန်ဖို့အတွက်ဘုရားသခင်ကတခုခုလှုပ်ပေးမယ်ဆိုတော့ကျွန်တော်နားလေရတဲ့အခါမှာဆန်ကလေးတွေကိုဆန်နက်စကူးပို့တာကိုကျွန်တော်အရန်ကိုဝမ်းသာတယ်ပေါ့နော်ဖြစ်စေချင်တယ်ကျွန်တော်ကြီးလာတဲ့အခါမှာလည်းကျွန်တော်သားသမီးတွေကိုငငယ်ကလေးကဘုရားသခင်နဲ့မိတ်ဆက်ဖို့အတွက်ပေးဖို့အတွက်ကိုဘုရားသခင်ကကျွန်တော်ကိုပြီးနားလဲပဲပေါ့နော်အဲ့ခါမှာကျွန်တော်ခေါင်းထဲမှာဘာဝင်လာလဲဆိုတော့ဘုရားသခင်ရဲ့သားသမီးတွေဘုရားသခင်ယုံကြည်တဲ့သူတွေကတည်သွားပြီလို့ရှိရင်ကောင်းဝင်နိုင်ငံကိုတန်းရောက်တယ်အခါမှာကျွန်တော်အဲ့ဒီတစ်ချက်ပဲကျွန်တော်ရဲ့ထွက်ပေါက်ကဘုရားသခင်ဖြစ်သွားတဲ့အခါမှာကျွန်တော်ရဲ့အတွေးခေါ်တွေကအကုန်လုံးပြောင်းလဲသွားတယ်ကျွန်တော်ဘာနားလဲလဲဆိုတော့ကျွန်တော်နိုင်လဲတစ်ချက်ပဲနာမှာပေါ့ပေါ့နော်ကျွန်တော်တွေးလိုက်တယ်တစ်ချက်ပြီးလိုက်တယ်တန်းပြီးတော့ဘုရားသခင်ရင်ဝင်ထဲကိုရောက်မယ်ဆိုတော့ကျွန်တော်လုံးဝမပူတော့ဘဲမျက်လုံးမိတ်ပြီးတော့ AC ပဲဖြစ်သွားတယ်အဲ့ချိန်မှာဘလို့ဘုရားသခင်ပြီးတဲ့ခွန်အားပေါ့နော်ကျွန်တော်ဒီလိုပဲနေလိုက်တဲ့အခါမှာသူ့ရဲ့လက်ထက်ကဒါလူကြသွားပြီးတော့သူလည်းအဲ့မှာပဲလဲပြီးတော့သူအိတ်ပျော်သွားပါတော့အဲ့ကောင်ကျွန်တော်အရင်ဝမ်းသာတယ်ကျွန်တော်ပြန်လာတယ်ပေါ့နော်ကျွန်တော်ပြန်အိမ်မော်တက်လိုက်ခါမှာကျွန်တော်အမကပါလဲနဲတောင်နဲသေးတယ်သွားချင်ဦးလေပေါ့နော်ဒီလောက်တော့ဖြစ်နေပါတယ်ဆိုတဲ့အခါမှာကျွန်တော်မငိုဘူးနော်ကျွန်တော်အဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်မငိုသူအဲ့လိုမျိုးပြောလိုက်မှဝမ်းနေပြီးတော့ဟာဆိုတော့အော်ငိုပလိုက်တယ်အဲ့ကောင်နော်တခါတလေကျွန်တော်လောကထဲမှာအဲ့လိုပဲကျွန်တော်တို့ကအဲ့လိုမျိုးလူများဖြစ်နေမလားပေါ့နော်ဒီလောက်ဒုက္ခရောက်နေတဲ့အချိန်ထဲမှာအားပေးဖို့မဟုတ်ဘဲနဲ့ပေါ့နော်တကယ်အောက်ဆွဲချဖို့များဖြစ်နေမလားပေါ့နော်နောက်တစ်ခုကကျွန်တော်နားလည်ရတာကကျွန်တော်ကြီးပြင်းလာတဲ့အခါမှာကျွန်တော်သားသမီးတွေကိုဘုရားသခင်နဲ့မိတ်ဆက်ပေးဖို့အတွက်ငငယ်တွေကတမန်တရားနဲ့သွားဖို့အတွက်မိတ်ဆက်ပေးဖို့အတွက်ကိုဘုရားသခင်ကျွန်တော်ကိုတုံတင်တဲ့အခါမှာကျွန်တော်အဲ့ဒါနားလည်ရတဲ့အခါမှာဘုရားသခင်ကြီးစွာမချီးမွမ်းမနေနိုင်ပါဘူးဘုရားသခင်ကြီးစွာချီးမွမ်း